ပြောင်းတော့ဒီပေါ်ကြလဲမိတယ်နေမမလေးကွယ်တန်းနေတော့ငယ်ချင်းမလေးနေမလေးကွယ်တပြီနော်ကျွန်တော်တို့ဒီ3မိနစ်ထုံးတော့ဒီမိနစ်နားပေါ့ဒါပေမဲ့နားတဲ့ချိန်မှာကျွန်တော်တို့ပြင်ပါမယ်နားမှာဖြစ်ပါတယ်ကြားနေကျွန်တော်ကြားပွဲလေးတွေပြပြမှာဖြစ်ပါတယ်နော်ဒါကြောင့်ကျွန်တော်ကတော့ခဲတော့လေဥပ္ပေစောတော့နေတော့ပကတိနေဟောတာကြားပွဲတော့တပွဲဘူးတပွဲနော်ဒီတော့ကစားမနေရဘယ်လဲမနေရယူမယ်နော်ကဲပြည်သားနဲ့မဆက်မယ်ကြားသိအောင် MFC နော်โอเคရေလေးဦးတော်ရကဲဒီလူကြီးရဲ့အဝါဒကိုလက်ခံပြီးတာနဲ့3မိနစ်တော့2မိနစ်နာနှစ်ချီဒုစေကောပွဲပန်းမကြီးလွတ်မှာဖြစ်ပါတယ်ကဲအစင်းတို့ပြည်လွတ်မယ်ကြားတဲ့အောင်နဲ့ရေလေးဦးပေါ့နော်ဝဲလေမှာတွေ့ကြပြောတော့ရုံရုံရတဲ့ MFC အားလည်းပါကားတယ်ဘိုးတယ်ကြားတဲ့အောင်နဲ့ရေလေးဦးကားတယ်ဒုတိယကိုတလဲပေါ့ရောက်ချပဲကြားတဲ့အောင်နဲ့ရေလေးဦးတွေ့ကြပြီဒီခေါ်ပဲဘာလဲဒုတိယကိုတလဲပဲရေလေးဦးနဲ့ကြားတဲ့အောင်အားကရောက်ချပဲလို့ခေါ်တယ်လက်ခေါ်ရတယ်ကြားရောက်ချပဲကြားတဲ့အောင်နဲ့ရေလေးဦးရုံရုံရတဲ့ MFC နော်ဘယ်မှာတွေ့ကြတော့ဒါကြီးရခဲ့တဲ့ဘွဲတွေပါဘုရားကိုယ်နဲ့သူ့ထဲကိုတော့တော့ဘယ်ဖိုင်ရမယ်ဘယ်လွင့်ထုမယ်လက်ထောက်တယ်တော့ယောက်ျားပဲဒါကြီးတော့ညာပဲအောင်နဲ့ကျန်နေဦးတော့မင်းသူ့စီတော့ပဲစနေပြီဘုဒ္ဓကူကချင်းပြနေတော့ရှိတဲ့ဘော်တွေပေါ့နော်ကျန်တယ်ယောက်ျားပဲဒါကြီးရောအဲဒီအိုက်ကြီးနဲ့ကျိုးလို့ရရေလူပဲဒါလားကြောက်ကြောက်ပဲဒါလားဆိုတာခွဲနေမှာဖြစ်တော့တဲ့ပေါ်တယ်ပေါ့နော်ရောဟုတ်မယ်ဒီကောင်ဝဲနေပေါ့နော်လုံးရလက်ဝဲရသူ့စိတ်ကောင်ဝဲနေပေါ့နော်ဘုရားကိုတည်းကထိုးရပါတယ်ယောက်ျားပါလာပြီလုံးလေးဆွဲလုံးလေးလာမယ်နော်လက်ကိုသားလေးနဲ့ထားတယ်ဘုရားကိုတည်းကပေါ့ယောက်ျားဝဲဟုတ်မယ်ဒီကောင်ဝဲပေါ့ဟုတ်တယ်ဒီကဲလုံးလေးလောက်ကတဲ့ဒီတော့ထိုးရအောင်လောက်ကပဲယောက်ျားဝဲလာပြီဘုရားကိုတည်းကပေါ့ကျဲလေးဦးနဲ့ကြားပြအောင်နဲ့ကျဲလေးဦးဟိုးတယ်ကြားတယ်ထိုးတယ်ဟောတာတယောက်ကထိုးတယ်တယောက်ကကြားတယ်ကြည့်ကြဝဲပြင်းတာလက်ကိုစီးပါဒါမှပြင်းတဲ့တွေအားဖြစ်ကြရဒုက္ခမားတွေအတွက်အားဖြစ်တယ်နော်ဘုရားကိုယ်တည်းတော့ဒီအောင်ထိုးမယ်လောက်ကပဲယောက်ျားဝဲနေတယ်နော်ကြားပြအောင်နဲ့ကျဲလေးဦးတို့ဒီပြောက်ကပဲလောက်ကပဲဒီဆောင်းတွေသိထားတယ်နော်ယောက်ျားဝဲလာပြီဘုရားကိုယ်တည်းပေါ့နော်ဟိုးရအားလိုက်ဒီခေါ်ပဲပါဘုရားရေဝင်ရအခုချိန်မှာပဲကျဲလေးဦးနဲ့တစ်ချက်တော့ယောက်ျားဝဲတွေပေါ့နော်ရေလေးဦးတို့ရတဲ့ကြားပြအောင်အားတို့ရအပတ်ချီပါမလားကဲမတ်ကြီးမဲတီနီဘိုလေးနာကောင်းလားโอเคဥပဒေတော့โอเคဘတ်ရဲ့ဆက်ကိုင်းလာတော့โอเคဒီဆုံးတဲ့30ကပေါ့နော်ချမ်းသိအောင်ဘက်ကဒုတိယချီမှာဖြစ်ထိုးပေးမှာဖြစ်ပါတယ်နော်